ဟိုးတစ်ချိန်တုန်းကရွာလေးတစ်ရွာမှာဖခင်တစ်ယောက်ရှိတယ်။သူကတားဖြစ်သူအတွက်အယမ်းစိတ်ပူနေရတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့သားကအယမ်းပြင်းပြီးတနေ့အလုံးမလုံးပဲရောင်ချာနဲ့အချိန်ဖြုံနေလို့ပါ။ဒါနဲ့ဖခင်ဖြစ်သူကသူ့သားကိုဘဝသင်ခန်းစာတစ်ခုပေးဖို့ဆုံးဖြတ်လိုက်တယ်။ဖခင်ကသားကိုခေါ်ပြီးသူတွေကနိုင်တလုံးထုတ်ပေးပြီးသားဒီနိုင်ကိုဈေးထဲယူသွားတွေးတဲ့လူတိုင်းကိုဒီနိုင်ဘလောက်တန်လဲလိုက်မေးကြည့်နှုတ်ခိုင်းလိုက်တယ်။တားthiếtသူဈေးတွေရောက်တော့လူတွေကိုလိုက်မေးတာပေါ့။လူတွေကအမျိုးမျိုးဈေးဖြတ်ကြတယ်။တယောက်က9ကပေးမယ်။နောက်တစ်ယောက်က1000တန်လေ။တချို့က800ပဲတဲ့။တားကအိမ်ပြန်ရောက်တော့အဖေလူတွေကဈေးအမျိုးမျိုးပြောနေကြတယ်။တယောက်နဲ့တယောက်မတူဘူးရလို့ပြန်ပြောပြတယ်။အဖေကပြုံးပြီးနိုင်ကိုပြန်သိမ်းခိုင်းလိုက်တယ်။နောက်တစ်နေ့ရောက်တော့အဖေကအဲ့ဒီနိုင်ကိုပဲပြန်ထုပေးပြီးထူဆန်းတဲ့အမိန့်တစ်ခုပေးလိုက်တယ်။ဒီတစ်ခါဈေးထဲထပ်သွားဒါပေမဲ့နိုင်ရဲ့ဈေးကိုမမေးနဲ့ဒီနိုင်ထဲမှာရှိနေတဲ့အချိန်ရဲ့တန်ဖိုးပါဘလောက်လဲလို့မေးခဲ့ပါတဲ့။တားဖြစ်သူလဲကြောင်တောင်နဲ့ဈေးထဲထပ်သွားတယ်။လူတွေကိုအချိန်ရဲ့တန်ဖိုးဘလောက်လဲလို့မေးတော့အကုန်လုံးကသူ့ကိုဒီကောင်လေးယူနေလားဆိုပြီးဝိုင်းရကြလောင်ကြတာပေါ့။ကောင်လေးခမမင်းနာငယ်လေးနဲ့ပြန်မလို့လို့တုံးနာရီပြင်းနဲ့အဖိုးကိုတယောက်ဆိုင်ကိုရောက်သွားတယ်။အဖိုးကကောင်လေးရဲ့မိကွန်းကိုကြားတော့အလုတ်ကိုခဏရက်ကျင်နာတဲ့အပြုံးလေးနဲ့ကြီးပြီးပြောပြတယ်။ငါသားအချိန်ဆိုတာတန်ဖိုးဖြတ်လို့မရဘူးကွာ။မင်းမှာပတ်စံတွေတန်းကြည့်ရှိနေပါစေ哟။ကုံလွန်သွားတဲ့တစ်စက္ကန့်လိုတော့ပြန်ဝဲလို့မရဘူး။အဲ့ဒါကြောင့်အချိန်ကိုပညာရှိဒုံးရတယ်။ပြီးတော့အဖိုးကဆက်ပြောတယ်အချိန်မှာစိုးတာတစ်ခုနဲ့ကောင်းတာတစ်ခုရှိတယ်။စိုးတာကအချိန်တွေကကုံဆုံးသွားတတ်တယ်။ကောင်းတာကအဲ့ဒီအချိန်ကိုဘလို့သုံးမလဲဆိုတာမင်းကိုယ်တိုင်ရွေးချယ်ခွင့်ရှိတယ်။ဒီကဘာမှာလူချမ်းသာဖြစ်ဖြစ်စင်းရဲသားဖြစ်ဖြစ်တမိကို24နာရီအတူတူပဲပိုင်ဆိုင်ကြတယ်။ကွာခြားသွားတာကအဲ့ဒီအချိန်ကိုဘသူကအကျိုးရှိသုံးတယ်လဲဆိုတာပါပဲ။ဒီစကားကိုကြားလိုက်ရတဲ့အခါကောင်လေးဟာမျက်လုံးပွင့်ပြီးအတိတရားဝင်သွားပါတော့တယ်။အိမ်ပြန်ရောက်တော့အဖေကိုအကုန်ပြန်ပြောပြပြီးအဖေကလည်းသားကိုဂယူစွာနဲ့ပခုံးလေးပုတ်ပေးခဲ့တယ်။အဲ့ဒီနေ့ကစပြီးကောင်လေးဟာအချိန်ဖြုံးနေတာတွေကိုရက်လိုက်ပြီးတန်ဖိုးရှိတဲ့လူတော်လေးတစ်ယောက်ဖြစ်လာပါတော့တယ်။အချိန်ဆိုတာလူတိုင်းအတွက်အလာကားရပြီမဲ့တန်ဖိုးမဖြတ်နိုင်ပါဘူး။သင်ဟာအချိန်ကိုပိုင်ဆိုင်လို့မရပြီမဲ့အသုံးပြုလို့ရပါတယ်။သင်ဟာအချိန်ကိုသိမ်းစိတ်ထားလို့မရပြီမဲ့အသုံးဆွဲလို့ရပါတယ်။ဒါပေမဲ့တစ်ခါကုံဆုံးသွားရင်တော့ဘယ်တော့မှပြန်မရနိုင်တော့ပါဘူး